အားလုံးပဲမင်္ဂလာပါကျမကတော့အင်္ဂလိပ်စာတီချာလေးတီချာပုံညက်ခိုင်ပါကျမဒီနေ့ဗာကြားရတဲ့ပတ်သက်ပြီး sharing လုပ်မလဲဆိုတော့လေအားလုံးပဲ possessive ဆိုတာကိုသိမှာပေါ့နော် possessive ဆိုတာကိုမှပိုင်ဆိုင်တာကိုပြတာပေါ့နော် apostrophe s တို့ of တို့ပေါ့နော် verb အနေနဲ့ဆိုရင် has up ဒါမှမဟုတ် has got have got လို့ရေးကြတယ်လေဒါပေမဲ့ကျမတို့ possessive adjective possessive pronoun ဆိုပြီးခွဲပြီးတော့သိကြတယ်ပေါ့နော်အဲ့ဒါကဘာကွာနေရလဲလို့ကျမပြပြပါမယ် possessive adjective possessive pronoun တချို့တွေကအဲ့ဒါကိုရောကြတယ်ပေါ့နော် possessive adjective ဆိုတာပါလဲ pronoun ဆိုတာပါလဲပေါ့နော်ဟိုရှင်းပါတယ် adjective ရဲ့နောက်မှာကျမတို့ပါလိုက်လေ adjective ရဲ့နောက်မှာ noun လိုက်တယ်မလားအဲ့လိုပဲ possessive adjective ရဲ့နောက်မှာ noun လိုက်ပေးရပါတယ် possessive pronoun ကအဲ့ဒီ possessive adjective တစ်ခုလုံးအစားကျမတို့ pronoun ကိုသုံးလိုက်ခြင်းဖြစ်ပါတယ်နော် for example နဲ့ပြောရရင် possessive adjective တွေဘာတွေလဲဆို my mine တို့ your ပေါ့နော်our ပြီးရင် their ဟာလားပြီးရင် his her it ပေါ့နော်အကုန်လုံးပေါ့နော်ကျွန်မနမူနာပြပြပါ possessive pronoun နဲ့ကျတော့ mine mine တို့ you are s တို့လား theirs တို့နော် hers တို့အဲ့ဒါတွေပေါ့နော် his တို့ပေါ့နော်အဲ့ဆိုရင်ဒီမှာ for example နဲ့ပြပြပါမယ်နော် this is my pencil this is my pencil ကအဲ့ဒီ my mine က possessive adjective ပါအဲ့ဒီဥစ္စာကိုကျွန်မက my pencil နေရာမှာကိုကျွန်မဒီလိုလေးပြင်နေပဲเนาะ this pencil is mine ပေါ့အဲ့ဒါက possessive pronoun ဖြစ်သွားတယ်เนาะဒီ this is my pencil ဆိုတာဒါလေးကကျွန်မရဲ့ခဲတယ်မှာပေါ့เนาะ this pencil is mine ကြတော့ဘာလဲဆိုရင်ဒီခဲတယ်လေးကျွန်မရဲ့ဟာပါလို့ပြောတာအဲ့ဒါကြတော့possessive pronoun နဲ့ possessive adjective ရဲ့ကွာခြားချက်ကပါလဲဆိုရင် noun လိုက်ရှင်းမလိုက်ရှင်းပါပဲကွာပါတယ်အဓိပ္ပာယ်ကအတူတူပါပဲပိုင်ဆိုင်ခြင်းကိုပြတာပါကဲအဲ့ဆိုရင်ဒီနေ့ဗီဒီယိုကတော့လောက်ပါပဲเนาะနောက်ဗီဒီယိုမှာပြန်တွေ့ပါအောင်ပါရှင် bye bye